ဒီကနေ့ရရှိထားတဲ့သတင်းတွေကတော့မြန်မာနယ်နမိတ်ထဲတရုတ်ချန်စီယိုတိုးခတ်နေတဲ့သတင်းမြဝတီမြို့မှာလက်နက်ကင်ဆောင်ခွင့်စစ်တပ်ကန့်သက်လိုက်တဲ့သတင်းမြန်မာကိုဝိုင်းပယ်မထားဖို့ထိုင်းနိုင်ငံသားရေးဝန်ကြီးပြောလိုက်တဲ့သတင်းတွေအပါအဝင်ဧပြီလ29ရက်နေ့ရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဦးဆုံးသတင်းအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနိုင်ငံနယ်စပ်မြင်းကိုကျော်ပြီးတရုတ်နိုင်ငံဘက်ကချန်စီယိုတိုးခတ်လာတဲ့အကြောင်းကိုပြောပြမှာပါအကုန်ရွှေ့ထားတာဒါဟိုမှာလေအဟောင်းငယ်အဟောင်းပြလိုက်လေဟိုဘက်မှာလေအဟောင်းစူကျူအဟောင်းတော့မလျှော့တယ်မတို့လားစူကျူအဟောင်းတော့မရွှေ့ရတယ်စူကျူအဟောင်းဟိုဘက်ကိုကွေ့သွားတာအေးစူကျူအဟောင်းဟိုဘက်ကိုကွေ့သွားဟိုဘက်ကိုဆင်းသွားဒါမဲ့အခုဒီတောင်ကြီးကိုပြန်ခြုံပြီးယူတာတဝက်လောက်တော်ဆူဆူရွရွဖြစ်နေပြီငါတို့ရှမ်းပြည်နယ်မြောက်ပိုင်းကနိုင်ငံနယ်စပ်မြင်းကိုကျော်ပြီးတရုတ်ကမြန်မာနယ်နမိတ်ထဲချန်စီယိုတိုးခတ်တာတွေရှိရလို့ဝသတင်းဌာနဝ Newsland ကဖော်ပြပါတယ်။ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့နမ်တေနမ်ခါဂိတ်နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ထိန်းချုပ်ရာချင်းရွှေဟော်ကျူကုတ်ပန်ဆိုင်ရွှေလီဘက်မှာချန်စီယိုတွေတိုးခတ်နေရတွေလုပ်နေရလို့သိရပါတယ်။တရုတ်ဘက်ကချန်စီယိုတိုးခတ်နေတာမှန်ကန်တယ်လို့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့တည်ရင်းမြစ်ကလည်းအေယာဝတီကိုအတီးပြုပြောဆိုပါတယ်အဆူပိုကောင်းတော့ဗျာရှင်းရတော့ဒါတွေကအရှင်းပြလို့ဆိုရင်တော့အချုပ်ချာနာကိုထိပါဆိုကားတယ်လေဗျာကျွန်တော်ရှမ်းမြောက်ကိုဆိုတာဒီလိုလုပ်ပြီးဆိုတဲ့ကတကယ်တမ်းပြောမှဆိုရင်တော့ဒါနိုင်ငံတော်ဆိုကားတော့လေဗျာအဲ့ဒါနိုင်ငံတော်ကကိုတိုင်ကသူကအရှင်းပြောမှဆိုဒီလေတခုခုတော့သူကပြန်လို့ရမယ်တပေါ်တော့ရှိတယ်ဗျာလူတော်တက်နေရဲ့ရှမ်းပြည်နယ်ကအမတ်တချို့ကတော့လက်ရှိမှာအာဏာသိမ်းအစိုးရအနေနဲ့တရုတ်နဲ့နှီးဆက်လွန်းတာထိလွယ်ရှလွယ်အကဲဆက်တဲ့အခြေအနေကြောင့်လွတ်တော်မှာတင်ပြဆွေးနွေးဝေဖန်ဖို့အတွက်အတော်လေးစဉ်းစားနေရတယ်လို့မှတ်ချက်ပြုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းမြန်မာနယ်စပ်မြဝတီမြို့မှာကရင်လက်နက်ကင်အဖွဲ့တွေကိုစစ်တပ်ကလက်နက်ကင်ဆောင်ခွင့်အပါအဝင်ကန့်သတ်ချက်တွေထုတ်လိုက်တဲ့အကြောင်းကိုဆက်ပြီးပြောပြသွားပါမယ်။ကရင်ပြည်နယ်မြဝတီမြို့ထဲကစစ်တပ်ကိုပြန်မတိုက်တဲ့ကရင်လက်နက်ကင်အဖွဲ့တွေကိုလက်နက်ကင်ခွင့်အပါအဝင်သွာလာလှုပ်ရှားမှုတွေအပေါ်စစ်တပ်ကကန့်သတ်လိုက်ပါတယ်။မြဝတီမြို့အခြေဆိုင်ခြေတင်သက်ရင်ခလာရ209ကနေကရင်နေချားစောင့်တပ် BGF ကရင်အမျိုးသားတပ်မတော် KNA ကရင်ငိမ်းချမ်းရေးကောင်စီ KNNAPC ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့တွေကိုအချက်၈ချက်ညွှန်ကြားလိုက်တာလို့အဆိုပါအဖွဲ့တွေနဲ့နှိစက်သူတွေက ARD ကိုပြောပါတယ်။ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့မှာစစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေနဲ့ကရင်လက်နက်ကင်တပ်ဖွဲ့၄ခုတွေ့ဆုံပြီးတဲ့နောက်အခုလိုညွှန်ကြားခဲ့ရလို့သိရပါတယ်အဒီဝေးပြီးတဲ့နောက်ပိုင်းတော့မြေပြင်မှာကဒီရောက်မြို့တွင်းမှာတော့ဒီလက်နက်ကင်အဖွဲ့ဒီကားတွေသွားလာသိမတွေ့တော့ဘူးဗျာဒီမြို့ပြင်မှာတော့တွေ့နေတယ်ပေါ့နော်မြို့ပြင်မှာတော့လက်တွေ့အရင်ကတော့ဒီလိုပဲသူတို့ဒီကျွန်တော်တို့သူတို့သွားလာနေတာတော့ရှိတာပေါ့သူတို့ရဲ့အရာရှိတွေကလည်းသူ့ရဲ့လက်နက်ကင်တပ်ဖွဲ့အရာရှိတွေဆိုတော့လည်းဒါလည်းမြောက်ယူလည်းပါနေကြတဲ့အရာရှိတွေလေသူတို့အရာရှိတွေလာတယ်အရာရှိတွေသွားတယ်လာတယ်ပေါ့နော်အဲ့လိုပေါ့သူတို့တွေအဖွဲ့လိုက်တားနေသွားလာတာပေါ့တော့အခုတော့အဲ့လိုမျိုးသွားလာသိမတွေ့ရတော့ကြာဟုတ်မြဝတီမြို့ထဲမှာမလိုအပ်ပဲလက်နက်ကင်ဆောင်တွာလာတာမလုပ်ဖို့လက်နက်တွေကိုတပ်ရင်းဌာနတွေမှာအနံထားဖို့အမတ်နှစ်ချစ်ကြည်ရေးတရားဖွင့်တဲ့အချိန်တရားမဝင်ဂိတ်တွေကိုပြန်လည်ထိန်းချုပ်ဖို့ယူနီဖောင်းအပြည့်ဝတ်ဆင်ကြဖို့ကိုညွှန်ကြားထားတာပါခွင့်ပြုချက်မရှိဘဲမြဝတီမြို့အတွင်းလက်နက်ကင်တာကိုစစ်ဆေးတွေ့ရှိမယ်ဆိုရင်တရားမဝင်လက်နက်ကင်ဆောင်မှုနဲ့အမှုဖွင့်အရေးယူသွားမယ်လို့ညွှန်ကြားချက်မှာပါဝင်ပါတယ်ဒီညွှန်ကြားချက်အပေါ် KNNAPC အဖွဲ့ကအတည်ပြုတာမျိုးမရှိပေမဲ့ဖြစ်လာမယ်ဆိုရင်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့အေယာဝတီကိုပြောပါတယ်။ BGF, KNA, DKBA အဖွဲ့တွေရဲ့သဘောထားသိရဖို့ဆက်တွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ဆက်ပြီးတော့ပြည်ပရောက်အလုပ်သမားတွေအနေနဲ့တန်ယုံထောက်ခံစာရမှခွင့်နဲ့ပြန်လာခွင့်ပြုမယ်ဆိုတဲ့အကြောင်းကိုဆက်ပြီးပြောပြသွားပါမယ်။ပြည်ပရောက်အလုပ်သမားတွေခွင့်နဲ့မြန်မာနိုင်ငံကိုပြန်ဝင်မယ်ဆိုရင်အလုပ်ရှင်ခွင့်စာနဲ့တန်ယုံထောက်ခံစာရယူရမယ်လို့အာဏာသိမ်းအစိုးရအဖွဲ့ရဲ့အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဧပြီလ28ရက်နေ့ရက်စွဲနဲ့ကြေညာချက်မှာမြန်မာတန်ယုံဒါမှမဟုတ်ကောင်စစ်ဝင်ချုပ်ရုံးတွေဖွင့်လှစ်ထားခြင်းမရှိတဲ့
နိုင်ငံတွေကဆိုရင်အနည်းဆုံးနိုင်ငံနဲ့အနည်းဆုံးမြို့တွေမှာရှိတဲ့မြန်မာတန်ယုံတွေစီတွားရောက်ပြီးအလုပ်ရှင်ရဲ့ခွင့်စာနဲ့တန်ယုံထောက်ခံစာရယူရမယ်လို့ရည်သားထားတာပါဒီသတ်မှတ်ချက်ဟာလာမယ့်မေလ3 ရက်နေ့မှာစတင်အသက်ဝင်မှာဖြစ်ပြီးမြန်မာနိုင်ငံကိုပြန်ဝင်လာမယ့်အလုပ်သမားတွေအနေနဲ့ပြည်တွင်းကိုပြန်မဝင်ခင်အလုပ်ရှင်ရဲ့ခွင့်စာကိုမဖြစ်မနေရယူပြီးတန်ယုံထောက်ခံစာကြိုတင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်ရေကျက်ဆိုရင်တော့နှစ်ပိုင်းရှိနေပေါ့တစ်ပိုင်းကတော့သူကပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့အစိုးရမဟုတ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့နိုင်ငံသားတွေအကြောင်းမဲ့တဲ့လွတ်လပ်ခွင့်တွေကိုပိတ်ပင်တားဆီးနေတဲ့သဘောဖြစ်ပါတယ်နံပါတ်2ကတော့တန်ယုံမှာထောက်ခံစာသွားယူလို့ရှိရင်အခုလက်ရှိအနေအထားအရဘာအကြောင်းမဲ့နဲ့ပဲထောက်ခံစာယူသူကငွေကြေးတွေအခွန်ဆိုပြီးကောက်ခံနေတဲ့အတွက်ကြောင့်အဲ့ဒီငွေကြေးရယူလို့မှုနဲ့လည်းပတ်သက်နေတယ်လို့သုံးသပ်ချင်ပါတယ်တကယ်လို့ခွင့်စာကိုလိမ်လည်တင်ပြမယ်ဆိုရင်ကာလသတ်မှတ်ချက်တစ်ခုနဲ့ပြပထွက်ခွင့်ပိတ်ပင်တာအမိပြက်စရင်တွင်းတာတွေပြုလုပ်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာထည့်သွင်းရေးသားထားပါတယ်ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ပြည်တွင်းကနေပြန်လည်ထွက်ခွာမယ်ဆိုရင်နေပြည်တော်မှာရှိတဲ့အလုပ်သမားညွှန်ကြားရေးဦးစီးဌာနစီကနေကြိုတင်ခွင့်ပြုမိတ်ရယူရမှာဖြစ်ပြီးတော့ခွင့်ပြုမိတ်ရရှိမှသာထွက်ခွာခွင့်ရမယ်လို့လည်းဇန်နဝါရီလ17 ရက်နေ့ကထုတ်ပြန်ကြေညာထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာဏာသိမ်းအစိုးရနဲ့ထိတွေ့ဆက်ဆံမှုတွေတောက်လျှောက်လုပ်နေတဲ့ထိုင်းနိုင်ငံကမြန်မာကိုဝိုင်းပယ်မထားဖို့စင်ကာပူကိုတိုက်တွန်းခဲ့တဲ့အကြောင်းကိုဆက်ပြီးပြောပြသွားပါမယ်။မြန်မာကိုဝိုင်းပယ်မထားဖို့ထိုင်းနိုင်ငံသားရေးဝန်ကြီးစီဟာဆက်ကစင်ကာပူနိုင်ငံသားရေးဝန်ကြီးနဲ့တွေ့ဆုံချိန်မှာပြောဆိုလိုက်တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးဟာဧပြီလ28 ရက်နေ့ကဘရူနိုင်းနိုင်ငံမှာပြုလုပ်တဲ့25 ကြိမ်မြောက်အာဆီယံ EU အစည်းအဝေးအတွင်းစင်ကာပူဝန်ကြီးနဲ့တီးခြားတွေ့ဆုံတဲ့အချိန်ပြောဆိုခဲ့တာဖြစ်တယ်လို့ရေးသားထားပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံကိုဆက်ပြီးဝိုင်းပယ်ထားမယ်ဆိုရင်ဒေသတွင်းမှာပထဝီနိုင်ငံရေးအရာပုံမှုပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေဖြစ်လာနိုင်ပြီးဆက်ဆံရေးပြန်ဖွင့်ပေးမယ်ဆိုရင်တည်ငြိမ်အေးချမ်းမှုနဲ့အာဆီယံရဲ့စည်းလုံးညီညွတ်မှုကိုအကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကပြောခဲ့တာပါ။စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကိုအာဆီယံကအစည်းအဝေးတက်ရောက်ခွင့်နဲ့အလဲကျဥက္ကဋ္ဌတာဝန်တွေကနေဖယ်ကျဉ်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကအာဏာသိမ်းကာလအတွင်းမြန်မာစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုမပြတ်ခဲ့သလိုလက်ရှိမှာလည်းမြန်မာနိုင်ငံကိုအာဆီယံမှာပြန်လည်ပါဝင်နိုင်ဖို့အတွက်ပေါင်းကူးတရားအဖြစ်ဆောင်ရွက်သွားမယ်လို့ထုတ်ပြောထားတာလည်းဖြစ်ပါတယ်။နိုင်ငံတကာသတင်းအနေနဲ့ RS စော်ဖွားများပြည်ထောင်စု UAE ကကမ္ဘာရေနံထုတ်လုပ်သူများအဖွဲ့ကနေနှုတ်ထွက်မယ်လို့ပြောတဲ့သတင်းကိုဆက်ပြီးတင်ဆက်ပေးသွားပါမယ်။ RS စော်ဖွားများပြည်ထောင်စု UAE ကကမ္ဘာရေနံထုတ်လုပ်သူများအဖွဲ့ OPEC ကနေမေလ3 ရက်နေ့မှာနှုတ်ထွက်မယ်လို့စွမ်းအင်ဝန်ကြီးကပြောလိုက်တယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။ UAE စွမ်းအင်ဝန်ကြီးကဒီဆုံးဖြတ်ချက်ဟာနိုင်ငံရဲ့စွမ်းအင်ဆိုင်ရာမဟာဗျူဟာတွေကိုသေချာစစ်ဆေးပြီးမှချမှတ်ခဲ့တာဖြစ်ပြီးတခြားဘယ်နိုင်ငံမှဆွေးနွေးခဲ့တာမရှိဘူးလို့ပြောခဲ့ကြောင်းရိုက်တာကရေးသားထားပါတယ်။ဒါဟာရေနံထုတ်လုပ်သူများအုပ်စုအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပြီးကမ္ဘာရေနံရောင်းလိုအားအပေါ် OPEC ရဲ့ထိန်းချုပ်နိုင်စွမ်းကိုအားနည်းသွားစေမှာဖြစ်ပါတယ်။ဒါအပြင် UAE နဲ့ OPEC အဖွဲ့ရဲ့လက်ရှိခေါင်းဆောင်ဆော်ဒီအာရေဗျတို့ကြားကအကြောင်းကိုလည်းပုံမူကျေပြန့်တွားစေမယ်လို့သုံးသပ်ထားပါတယ်။ UAE ဟာမေလ3 ရက်နေ့မှာနှုတ်ထွက်မှာဖြစ်ကြောင်းကြေညာပြီးတဲ့နောက်နိုင်ငံတကာဈေးကွက်မှာရေနံဈေးနှုန်းတွေပြန်လည်ကျဆင်းသွားခဲ့ပါတယ်။